အားလုံးပဲမင်္ဂလာပါဒီနေ့မှာတော့ကကက်မှာမြန်မာစာမောင်းလုပ်တဲ့နေကိုပြောပြပေးမှာဖြစ်ပါတယ်အားလုံးပဲသိတဲ့အတိုင်းပဲကကက်နဲ့ဗီဒီယို editing လုပ်မယ်ဆိုရင်ကိုယ့်ရဲ့ဗီဒီယိုမှာမြန်မာစာရေးရင်လုံးဝမမှန်ပါဘူးဒီဗီဒီယိုမှာတော့မြန်မာစာမောင်းလုပ်တဲ့နေကိုပြောပြပေးမှာဖြစ်ပါတယ်โอเคဒါဆိုရင်ကျွန်တော်တို့ဒီကက်ကက် software လေးကိုဖွင့်လိုက်ပါမယ် new project ကိုနှိပ်ပြီးတော့ကျွန်တော်တို့ကဗီဒီယိုတစ်ခုကိုတွားပြီးတော့ထည့်လိုက်ပါမယ်ဗီဒီယိုထည့်ဝိုင်းဆိုတော့ကျွန်တော်တို့ကစာရေးဖို့အတွက်ဒီအောက်မှာရှိတဲ့ဒီ text လေးကိုတစ်ချက်နှိပ်ပေးလိုက်ပါနောက်တစ်ခါ add text လေးကိုတစ်ချက်နှိပ်ပေးလိုက်ပါဒါဆိုရင်တော့ကျွန်တော်ရေးချင်တဲ့မြန်မာစာကိုရေးပေးလိုက်ပါကျွန်တော်အခုလိုရေးတဲ့အခါမှာမြန်မာစာကလုံးဝမမှန်သေးတာကိုတွေ့ပါလိမ့်မယ်ဒီမှာကြည့်ပါစာကလုံးဝမမှန်သေးပါဘူးကက်ကက်မှာမြန်မာစာမအောင်လုပ်ဖို့ဆိုရင်လိုအပ်တဲ့ဒီ software နှစ်ခုလိုအပ်ပါတယ်ပထမဒီ software ကြတော့ကိုယ့်ဖုန်းမှာပကက်ကီးဘုတ်ရဲ့နောက်တစ်ခုကကြတော့ဒီ support ဆိုတဲ့ဒီ software ကျွန်တော်ဒီနှစ်ခုလိုအပ်ပါတယ်ဒါဆိုတော့ကျွန်တော်ကက်ကက် software လေးကိုပြန်ထွက်လိုက်ပါ Play Store ထဲကိုကျွန်တော်သွားလိုက်ပါPlay Store ထဲကိုရောက်ပြီဆိုတော့ကျွန်တော်တို့က zap file လို့ရိုက်ချလိုက်ပါဒီ software လေးပဲဖြစ်ပါတယ်ဒီ software လေးကို down လိုက်ပါဒီနေရာမှာကို line ပေါ်မှာမူတည်ပြီးတော့ဒီနည်းနည်းလေးတော့ကျွန်တော်ကြာနေတတ်ပါတယ်ခဏစောင့်ပေးလိုက်ပါโอเค down point ဆိုတော့ကျွန်တော်ပြန်ထွက်ပေးလိုက်ပါဒီနှစ်ခုရပြီဆိုတော့ကျွန်တော်တို့ကဒီ backend keyboard မှာ setting ချိန်ရမယ့်နေရာလေးရှိပါတယ် backend keyboard လေးကိုတစ်ချက်နှိပ်လိုက်ပါလက်ကွေလေးကိုတစ်ချက်နှိပ်ပေးလိုက်ပါဒီနေရာမှာ make sure ဖုန်းမှာစစဦးဆုံးဒီလိုပုံစံပေါ်နေပါလိမ့်မယ်ဒီကောင်လေးကိုပွင့်နေတယ်ဆိုရင်ပိတ်ပေးလိုက်ပါရှူနီကုတ်ကိုတော့ပိတ်ထားရင်ဖွင့်ပေးလိုက်ပါအောက်မှာရှိတဲ့ဒီ select type ပဲ size လေးကိုတစ်ချက်နှိပ်ပြီးတော့အောက်မှာရှိတဲ့ Unicode style လေးကိုပြပေးလိုက်ပါဒါဆိုရင်တော့ရပါပြီဒါဆိုရင်ကျွန်တော်တို့ဒီ sub file လေးကိုစပြီးတော့ဖွင့်လိုက်ပါမယ်စပ်ဖောက်လေးကိုကျွန်တော်ဖွင့်လိုက်တဲ့အခါမှာကျွန်တော်အောက်ဆုံးကိုနည်းနည်းလေးဆွဲချလာပါဒီမှာမြန်မာဖောက်စာလေးကိုတွေ့ပါလိမ့်မယ်ဒီဟာလေးကိုတစ်ချက်နှိပ်လိုက်ပါဒီမှာကြောင်ညာလေးတွေကျွန်တော်ဝင်နေတက်ပါတယ်ခဏဆောက်ပေးလိုက်ပါဟုတ်ကျွန်တော်မြန်မာလေးကိုနှိပ်ပွားပြီးတော့ဒီမှာဖောက်နဲ့ပတ်သက်တာအများကြီးဆိုတော့တွေ့ပါလိမ့်မယ်ကိုကြိုက်နေတက်ဖောက်ကိုရွေးပြီးတော့ဒေါင်းလိုက်ပါဒီမှာဖောက်တွေအများကြီးရှိပါတယ်ကိုအဆင်ပြေမဲ့ဖောက်ကိုရွေးပြီးတော့ဒေါင်းလိုက်ပါကျွန်တော်ကတော့ဒီ ပြည်တော်စုဆိုတဲ့ဒီဖောက်လေးကိုပဲဒေါင်းလိုက်ပါမယ်
ဒီမှာဆိုရင်ကျွန်တော်ဒီ download ဆိုတော့ဒီ cloud လေးကိုတွေ့ပါလိမ့်မယ်ဒီ download လေးကိုတစ်ချက်နေပြီးတော့ down လိုက်ပါတရားကတော့ပြည့်သွားပြီဆိုတော့ကျွန်တော်ရပါပြီပိတ်ပေးလိုက်ပါโอเคဒါဆိုရင်ကျွန်တော် setting change မဲ့နေရာလေးပြီးပါပြီဒါဆိုရင်ကျွန်တော်ကတ် software လေးကိုဖွင့်လိုက်ပါnew project ကိုနေပြီးတော့နောက်တစ်ခါဗီဒီယိုတစ်ခုကိုထပ်ပြီးတော့ယူပါမယ်ကျွန်တော်ဗီဒီယိုထည့်သွားပြီဆိုရင်တော့ခုနလိုပဲကျွန်တော်စာရေးဖို့အတွက်ဒီအောက်မှာရှိတဲ့ဒီ text လေးကိုတစ်ချက်နှိပ်လိုက်ပါဒါဆိုရင်ကျွန်တော်မြန်မာစာပြန်ပြီးတော့ရေးကြည့်ပါမယ်ကြောက်မမှန်သေးပါဘူးเนาะကျွန်တော်ခဏလေးဒီမှာဆိုရင်ကျွန်တော်ရေးနေတဲ့အခါမှာမှန်သေးပါဘူးเนาะကျွန်တော်စာလုံးလေးကိုကျွန်တော်နည်းနည်းကျွန်တော်သေးလိုက်ပါမယ်โอเคဒါဆိုရပါပြီโอเคကျွန်တော်ဒါဆိုရင်ဒီအောက်မှာရှိတဲ့ဒီ S ဖောက်လေးကိုတွေ့ပါလိမ့်မယ်ဒီ F ဖောက်လေးကိုတစ်ချက်နှိပ်ပေးလိုက်ပါဒီမှာဆိုရင်အပေါင်းလေးတွေ့ပါလိမ့်မယ်ဒီအပေါင်းလေးကိုနှိပ်ပေးလိုက်ပါဒီမှာကျွန်တော် approach file ဆိုတဲ့လေးကိုတစ်ချက်နှိပ်ပေးလိုက်ပါဒါဆိုရင်ကျွန်တော်ခုန down ထားတဲ့ကျွန်တော်ဒီ sub file လေးကိုကျွန်တော်ရှာလိုက်ပါဒီ asset 30ကိုနှိပ်ပြီးတော့ခုန down ထားတဲ့ဒီ sub file လေးကိုတစ်ချက်ဝင်ပေးလိုက်ပါဒီမှာတွေ့ပါလိမ့်မယ်မြန်မာဆိုပြီးတွေ့ပါလိမ့်မယ်ဒီထဲကိုဝင်ပေးလိုက်ပါပြည်တော်စုဆိုတဲ့ဒီ file လေးကိုတစ်ချက်နှိပ်ပေးလိုက်ပါဒါဆိုရင်တော့ဒီအပေါင်းရဲ့ဘေးနားလေးမှာကျွန်တော်ဒီ file လေးတစ်ခုတိုးလာပါလိမ့်မယ်ဒီကောင်လေးကိုတစ်ချက်နှိပ်ပေးလိုက်ပါဒါဆိုရင်တော့အခုလိုမြန်မာစာကိုကျွန်တော်မမှန်ကန်လေးနဲ့တွေ့တာကိုမြင်တွေ့ရမှာဖြစ်ပါတယ်โอเคဒါဆိုရင်ကျွန်တော်နောက်တစ်ခုထပ်ရေးပါမယ်โอเคကျွန်တော်ဆိုလို့ရှိရင်ကျွန်တော်မြန်မာကတ်မှာမြန်မာစာမအောင်ရေးလို့ရပါပြီโอเคကျွန်တော်ဆိုရင်တော့ make sure အတွက်အဆင်ပြေလိမ့်မယ်လို့မျှော်လင့်ပါတယ်ဒီ file လေးကိုအဆုံးထိကြည့်ပေးတဲ့အတွက်ကျေးဇူးတင်ပါတယ်ခင်ဗျာကျွန်တော်ရဲ့ YouTube channel လေးကိုလည်း like and subscribe မလုပ်ရသေးဘူးဆိုရင်လည်း like and subscribe လေးလုပ်ခဲ့ပေးပါဦးလို့တောင်းဆိုရင်းနဲ့ဒီ video file လေးကိုဒီမှာတင်အဆုံးသတ်လိုက်ရပါတယ်ခင်ဗျာ